မေးလာပဲဒုက္ခပဲ bro တခုလောက်မေးချင်လို့ bro အရင်ဆုံးမမမေးခင် bro နာမည်နဲ့ဟောတယ်မိတ်ဆက်ပေးပါ ကျွန်တော်နာမည်သူတော်အောင်ပါ ဘာလို့ ကျွန်တော်အခုတပ်ပုတ်တည်င်းတပ်ပုတ်တမားတို့ကြောက်ပါ okay bro မေးခွန်းတစ်ခုမေးချင် bro ကဲကြားဖြတ်မှာအပေါက်ဆောက်လောက်ရမယ်ဆိုလှုပ်ချင်လားကြားဖြတ်မှာအပေါက်ဆောက်လောက်ရမယ်ဆိုလှုပ်ချင်လား မလုပ်ရှင်ဘူး ဘာလို့လဲ ဘာဖြစ်လဲဆိုတော့စက်မှုဝင်စားကိုအလေးရယူ လက်ကားကောင်းအောင်ပေးမယ်ဆိုရင်ရော လက်ကကောင်းပေးမယ်ဆိုရင်တော့နည်းနည်းစဉ်းစားအောင်ပေါ့ okay တော့အမနာမည်နဲ့ဟိုနဲ့မိတ်ဆက်ပေးပါ ဆရာတကယ်လားဆရာကျွန်တော်နာမည်ကနော်လီလီပါဒီမှာက Map Foundation ကိုလာပြီးတော့ volunteer အနေနဲ့ဝိုင်းကူတာပါဟုတ်ဆရာ ကြားဖြတ်မှာအပေါက်ဆောက်လောက်ရမယ်ဆိုလှုပ်ချင်လား ဒါကဘယ်လောက်ရမှာ လှုပ်ချင်တယ် လုပ်ချင်တယ်အပေါက်ဆောင်ရုံလောက်ကတော့ရတယ်လေဆရာသူများစိတ်ဝါးရုံဒုံးနဲ့ထိုးတာမဟုတ်တာ ကျေးဇူးတင်ပါတယ်ကိုမေးဆိုကြားဖြတ်မှာဂိမ်းဆောက်လောက်ရမယ်ဆိုလှုပ်မလား ဒီချိန်မှာဂိမ်းဆောက်လောက်ရမယ်ဆိုရင်တော့ရေလဲလဲလောက်တာဟော ကြားဖြတ်တဲ့လူငယ်တွေဘာကြောင့်သွားတယ်လို့ထင်တာ တောင်းလိုက်တော့ရ မေးခွန်းတစ်ခုလောက်မေးမလို့ဆရာမအရင်ဆရာမနာမည်မိတ်ဆက်ပေးပါ ဆိုးဆက်ပါ ဆရာမကြားဖြတ်မှာအလုံးလောက်ရမယ်ဆိုလှုပ်မလား မလုပ်ဘူး ဘာလို့လဲဆရာမ အလောင်းစားဝါသနာမှာပါလို့ ဆက်ပေးပါ နာမည်ကတော့ရှာရက်တီကိုဖြစ်ပါတယ်ဒီနေ့လုံးနေရတော့16ရက်တာကမ်ပိန်းလှုပ်ရှားမှုဖြစ်ပါတယ်ပေါ့နော် ကြားဖြတ်မှာအလုံးလောက်ရမယ်ဆိုလှုပ်မလား ဟမ် ကြားဖြတ်မှာအလုံးလောက်ရမယ်ဆိုလှုပ်မလား လှုပ်တော့ ဘာလို့ ဟမ်စိတ်မဝင်စား Okay ကျမနာမည်ကတော့ Rosemary San လို့ခေါ်ပါတယ်လက်ရှိမှာတော့အခုပေါ့နော်ဒီ GBV network အဖွဲ့မှာ16 day campaign မှာလာပြီးတော့ပါဝင်တာဖြစ်ပါတယ်ရှင် ကြားဖြတ်မှာအပေါက်ဆောက်လောက်ရမယ်ဆိုလှုပ်မလား မလုပ်ပါဘူး ဘာလို့လဲ ဘယ်လိုလုပ်မလဲဘာလာမေးလာပဲဒုက္ခပဲ